မာလီဖီဆန်ဟာမော်ဆန်နဲ့မော့နယ်မြေရဲ့အဆောင်ရှောက်နတ်သမီးလေးတစ်ပါးဖြစ်ပါတယ်။ငယ်စဉ်ကတည်းကလူသားကောင်လေးတဦးဖြစ်တဲ့စတီဖင်နဲ့တငယ်ချင်းဖြစ်ခဲ့ပြီးချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ဒါပေမဲ့စတီဖင်ဟာနန်းတော်ထဲမှာယာဒူးတက်လိုစိတ်နဲ့လောဘကြီးလာပြီးမောနယ်မြေကိုစစ်တိုက်တဲ့ဘုရင်ရဲ့သမီးတော်ကိုလက်ထပ်ဖို့ခွင့်ရေးရဖို့အတွက်မာလီဖီဆန်ကိုတစ္ဆာဖောက်ခဲ့ပါတယ်။သူဟာမာလီဖီဆန်ကိုမေ့ဆေးနဲ့အိပ်ပျော်စေပြီးသူမရဲ့အတောင်ပံတွေကိုဖျက်ယူသွားကဘုရင်ကိုတွားပေးခဲ့ပါတယ်။ဒီတစ္ဆာဖောက်မှုဟာမာလီဖီဆန်ရဲ့စိတ်နှလုံးကိုနာကျင်စေပြီးအမုန်းတရားနဲ့ကလဲစားချေလိုစိတ်ကိုမွေးဖွားစေခဲ့ပါတယ်။စတီဖင်ဟာဘုရင်ဖြစ်လာပြီးသမီးလေးအေယိုလာကိုမွေးဖွားခဲ့ပါတယ်။မင်းသမီးလေးရဲ့နှစ်ချင်းပွဲမှာမဖိတ်ကြားဘဲရောက်လာတဲ့မာလီဖီဆန်ဟာကလဲစားချေတဲ့အနေနဲ့အေယိုလာလေးကိုကျိန်စာတိုက်ခဲ့ပါတယ်။အဲ့ဒီကျိန်စာအရအေယိုလာဟာအသက်16နှစ်ပြည့်မွေးနေ့မှာချီငင်ဆက်ရဲ့အချောင်းနဲ့လက်ညှိုးကိုထိုးမိပြီးတေဆုံးသလိုအိပ်ပျော်သွားမှာဖြစ်ပါတယ်။အဲ့ဒီအိပ်ပျော်ခြင်းကိုစစ်မှန်သောအချစ်၏အနမ်းမှသာဖြေဖြောင်းနိုင်မယ်လို့လည်းထပ်ပေါင်းပြောခဲ့ပါတယ်။စတီဖင်ဘုရင်ဟာကျိန်စာကနေကာကွယ်ဖို့အတွက်အေယိုလာကိုပယံပရာနိုင်တဲ့နတ်သမီး၃ပါးနဲ့အတူတောထဲမှာလျှို့ဝှက်ခေါ်ယူထားစေခဲ့ပါတယ်။မာလီဖီဆန်ဟာသူမရဲ့ကျိန်စာအောင်မြင်စေဖို့အတွက်အေယိုလာလေးကိုအဝေးကနေစောင့်ကြည့်နေခဲ့ပါတယ်။နှစ်တွေကြာလာတာနဲ့အမျှမာလီဖီဆန်ဟာနတ်သမီး၃ပါးရဲ့လစ်လျူရှုမှုအောက်မှာကြီးပြင်းလာရတဲ့အေယိုလာလေးအပေါ်တနာစိတ်ဝင်လာပြီးလှို့ဝှက်စွာစောင့်ရှောက်ကူညီပေးခဲ့ပါတယ်။အေယိုလာလေးဟာလည်းမာလီဖီဆန်ကိုသူမရဲ့နတ်မိမယ်လို့ထင်ပြီးချစ်ခင်တွေ့တာလာခဲ့ပါတယ်။အေယိုလာဟာအသက်16နာနီးလာချိန်မှာတော့မာလီဖီဆန်ဟာသူမချစ်ခင်လာတဲ့မိန်းကလေးငယ်လေးအပေါ်ကျိန်စာတိုက်ခဲ့မိတာကိုနောင်တရလာပြီးကျိန်စာကိုပြန်ရုပ်သိမ်းဖို့စ조사ခဲ့ပေမဲ့မတက်နိုင်ခဲ့ပါဘူး။အေယိုလာလေးကမာလီဖီဆန်ရဲ့အတိတ်ကိုတည်သွားချိန်မှာတော့စိတ်ဆိုးပြီးဖခင်ရဲ့နန်းတော်စီပြန်ပြေးသွားခဲ့ပါတယ်။မာလီဖီဆန်ရဲ့ကျိန်စာအတိုင်းနန်းတော်ထဲကလျှို့ဝှက်ထားတဲ့ချီငင်ဆက်စီကိုတွားရောက်ပြီးလက်ညှိုးထိုးမိကတေဆုံးသလိုအိပ်ပျော်သွားခဲ့ပါတယ်။မာလီဖီဆန်ဟာအေယိုလာကိုကယ်တင်နိုင်မဲ့စစ်မှန်သောအချစ်ရဲ့အနမ်းကိုရှာဖွေဖို့စ조사ခဲ့ပါတယ်။မင်းသားတစ်ပါးရဲ့အနမ်းကလည်းကျိန်စာကိုမဖြေဖြောင်းနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့မာလီဖီဆန်ဟာအိပ်ပျော်နေတဲ့အေယိုလာလေးအပေါ်သူမရဲ့နောင်တတရားနဲ့ချစ်ချင်းမေတ္တာကိုဖော်ပြရင်းနဖူးကိုနမ်းလိုက်ချိန်မှာကျိန်စာဟာပြေပြောက်သွားခဲ့ပါတယ်။မာလီဖီဆန်ရဲ့မိခင်မေတ္တာနဲ့တူတဲ့ဒီချစ်ချင်းကသာစစ်မှန်သောအချစ်ဖြစ်နေခဲ့တာပါ။ထို့နောက်စတီဖင်ဘုရင်နဲ့မာလီဖီဆန်တို့တိုက်ခိုက်ကြရာမှာမာလီဖီဆန်ရဲ့ပြန်ရလာတဲ့အတောင်ပံတွေရဲ့အကူအညီနဲ့စတီဖင်ကြဆုံးသွားခဲ့ပါတယ်။မာလီဖီဆန်ဟာအေယိုလာကိုမိုးနယ်မြေနဲ့လူသားနယ်မြေနှစ်ခုလုံးကိုပေါင်းစည်းတဲ့ဘုရင်မအဖြစ်တင်မြှောက်ပြီးငြိမ်းချမ်းရေးကိုဆောင်ကျဉ်ပေးခဲ့ပါတယ်။